ကျော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကအပြစ်ခတ်ရစရေးလုပ်ခဲ့ဘူးတယ်။ဒီနေ့ကပဲ State Department ကလည်းမေးတယ်အဲ့ဒီကိစ္စတချို့အဖွဲ့တွေကနဲ့ကတဲ့ငင်းချိုင်းရေးဆွေးနွေးတာအောင်မြင်မှုရတယ်လို့ပြောတယ်။ဒါကြောင့်ကျွန်တော်တို့ကလည်းပြန်ဖြေတာကကျွန်တော်တို့ KIO ကလည်းလွန်ခဲ့တဲ့အချိန်တုန်းက18နှစ်အောင်မြင်မှုရခဲ့ဘူးတယ်လို့ကျွန်တော်ကပြန်ပြောတယ်။1994ခုနှစ်ကနေစပြီးအောင်မြင်လိုက်တာကျွန်တော်တို့2017ခုနှစ်အထိအဲ့ဒီနောက်ဝဲမအောင်မြင်တော့ဘူး။စာချုပ်တဲ့ခါမှာရှေ့လုပ်ငန်းစဉ်တွေမပါဘူး။အာမခံချက်တွေမပါဘူး။တက်တွေတွေမရှိဘူး။ဒါကြောင့်ကျွန်တော်တို့ပြောတာကဒီတစ်ချိန်ကျွန်တော်ပြန်လုပ်မဲ့အပြစ်ခတ်ရဆိုင်ရေးစာချုပ်အပြစ်ခတ်ရဆေးရေးစာချုပ်ဟာနောက်တစ်ချိန်ပြန်ဖြစ်မဲ့စစ်ပွဲအတွက်ပြင်ဆင်တဲ့ကာလမျိုးမဖြစ်ချင်ဘူးစာချုပ်ပြီးလို့ရှိရင်ဘာလုပ်မလဲဘာမှမလုပ်ဘူးဆိုတော့ဘာဖြစ်လို့စာချုပ်မှာလဲဒါကျွန်တော်တို့သိချင်တဲ့အဖြေပေါ့ကျွန်တော်တို့ကတောင်းချမ်းသူတို့တတ်မှတ်ထားရင်ကိုမှာတော့တောင်းချမ်းသူတို့ပဲကျွန်တော်တို့ဆွေးနွေးမှာပဲเนาะမင်းတို့အဲ့လိုမလုပ်နဲ့เนาะမတောင်းချမ်းနဲ့เนาะလိမ့်လိမ့်မာမာနေကြအစဉ်ကျွန်တော်ကဘာမှပြောစရာမရှိတော့ဘူး